ဒီစကင်တစ်ခုမှာဘယ်စကင်ကိုယူတင်လဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်ရအောင်အရင်ဆုံး intro animation လေးပါဒီစကင်မှာဆိုရင်တော့ခေါင်းမှာပုံဝါလေးပတ်ထားတယ်ဝတ်ဆောင်ကတော့ခရမ်းရောင်ဖြစ်ပြီး Ruby ရဲ့လက်နက်ကရွှေရောင်နဲ့လှုပ်ထားတာကိုတွေ့ရတယ်ကျွန်တော်နောက်တစ်ခုကိုထပ်ပြီးကြည့်လိုက်ရအောင်ဒီစကင်မှာဆိုရင်တော့အောင်ထုံလေးဆောင်းထားပြီးဝတ်ဆောင်ကတော့ပန်းရောင်ဖြစ်သွားပြီး Ruby ရဲ့လက်နက်ကလည်းပန်းရောင်နဲ့အပြာရောင်ကာလာလေးကိုတုံးပေးထားတာကိုတွေ့ရပါတယ်ဆိုတော့စကင်ရဲ့ scale effect တွေကိုကြည့်လိုက်ရအောင် scale 1ဒီစကင်ရဲ့ scale 1ကတော့ effect အနေနဲ့အစိမ်းနဲ့အဝါကိုတွဲတုံးပေးထားတာကိုတွေ့ရတယ်အရင်ကြောင့်မတိတာပြီမဲ့မစိုးတဲ့အနေအထားမှာတော့ရှိပါတယ်ကျွန်တော်နောက်တစ်ခုကြည့်လိုက်ရအောင်ဒီစကင်မှာဆိုရင်တော့ကာလာပန်းရောင်ကိုမှအဖြူနဲ့အပြာနည်းနည်းလေးကပ်ပါလာတာကိုတွေ့ရတယ်စကေး1အဖက်ပိုင်းမှာတော့ဒီစကင်လေးကပိုပြီးလာတယ်လို့ပြောရမှာပါဒီစကင်ရဲ့စကေး2ကတော့အရှိရလိုပါပဲထုံးစံတိုင်းပဲ main ကာလာအစိမ်းရောင်နောက်မှာအဝါရောင်တိတိလေးတွေထွက်လာတာကိုတွေ့ရတယ်နောက်တစ်ခုကတော့ brother တို့မြင်တဲ့အတိုင်းပဲအဖက်ပိုင်းမှာပိုပြီးလင်းတယ်ပိုပြီးလာတယ်လို့ပဲဆိုရမှာပါနောက်ဆုံး ultimate မှာဆိုရင်လည်းဒီစကင်ကတိတ်ပြီးအားရဖို့မကောင်းဘူးကာလာကြောင့်လည်းနေမှာပါeffect တွေကလည်းတိတ်ပြီးမိုက်တယ်လို့မခံစားရပါဘူးနောက်တစ်ခုမှာတော့ brother တို့မြင်တဲ့အတိုင်းပဲ ultimate ကအရင်ကြီးတော့မမိုက်ပေမဲ့အရှိကတစ်ခုတည်းစတိုင်းတော့နည်းနည်းလေးပိုပြီးကောင်းတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဒီစကင်တစ်ခုမှာဆိုရင်ဒီအုံထုတ်ဆောင်းထားတဲ့စကင်လေးကအဖက်ပိုင်းမှာပိုပြီးလာပြီး brother တို့အနေနဲ့ရွေးချယ်မယ်ဆိုရင်အခုပြထားတဲ့စကင်လေးကိုယူတင်ပါတယ်